အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့လောက်ရလွယ်ကူပြီးစားကောင်းတဲ့ပုံရီကြီးတုပ်လေးကိုတုပ်ပြသွားမှာဖြစ်ပါတယ်ပုံရီကြီးတုပ်လေးနဲ့ဘယ်လောက်တောင်ထမင်းစားမိန်လဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်နော်ကဲဒါဆိုရင်တော့ပထမဆက်စချင်းမှာဇင်းယုံမီဆိုတဲ့ပုံရီကြီးလေးကိုဖောက်မယ်ပုံရီကြီးလေးကအများကြီးပါတော့မို့လို့တယောက်တည်းမကုန်လို့တဝက်ပဲတုပ်မှာဖြစ်ပါတယ်ကျန်တဲ့တဝက်ကိုတော့အင်အားလူတွေအတွက်တုပ်ဖို့ချန်ထားလိုက်မယ်နော်ဒါကတော့တုပ်ဖို့အတွက်ကြက်သွန်ဒီ3လုံးနေဝါလားမသိဘူးနေရင်တော့ပြီးမှထပ်ထည့်မယ်နော်ဒါဆိုရင်ကြက်သွန်နဲ့ပုံရည်ကြီးထည့်မယ်ပြီးတဲ့အခါမှာတော့ထမင်းထည့်မယ်ထမင်းကအခဲဖြစ်နေအောင်မို့လို့နည်းနည်းခြေပေးမယ်ပြီးွားရင်တော့ခုနကအသင့်ပြင်ထားတဲ့ပုံရည်ကြီးနဲ့ကြက်သွန်ကိုလောင်းထည့်ပြီးတော့ရတာမုတ်တစ်စွန်းပြီးွားရင်စားအနည်းငယ်ထည့်မယ်ပြီးွားရင်တော့ပစွန်ချောင်းမုတ်လေးအနည်းငယ်ထည့်ပါမယ်အနည်းငယ်ဆိုရင်မနည်းနဲ့အရှိန်လုံးရတယ်ပေါ့နော်ပြီးသွားရင်တော့ငရုတ်သီးမုတ်အနည်းငယ်ထည့်ချင်မယ်ပေါ့နော်ပစွန်ချောင်းမုတ်တုံးအောင်လိုမျိုးပဲအရှိန်လုံးပြီးများသွားတယ်ပေါ့ပြီးသွားတဲ့ခါမှာတော့စီနှဲငယ်ထည့်ပါမယ်အားလုံးထည့်ပြီးသွားတဲ့အခါမှာတော့တေချာနှက်စအောင်နေပေးပါမယ်စီထဲလိုက်တာနဲသွားတဲ့အခါကျတော့နေရတာနည်းနည်းတော့ကက်ကက်လေးဖြစ်နေတယ်ပေါ့နော်ကိုကလည်းစီလျှော့စားနေတာဆိုတော့စီနည်းနည်းပဲသုံးဖြစ်ပါတယ်ခုနကကြက်သွန်နဲနေလို့ကြက်သွန်လေးဒါထပ်ထည့်ပါမယ်နော်ထမင်းတုပ်ပေါ်လေးကိုပဲအလှဆင်တဲ့အနေနဲ့ဖြူလိုက်ပါမယ်ပြီးရင်တော့ပစွန်ချောက်လေးနည်းနည်းပါဖြူမယ်ပုံးရီကြီးထမင်းသုံးတဲ့အတူတူတွဲစားဖို့အတွက်ကြက်ဥပါကြော်မယ်ကြက်ဥလေးကိုခွဲအရသာမုတ်ထည့်ပြီးသွားရင်စားထည့်မယ်အားလုံးထည့်ပြီးသွားတဲ့အခါမှာတော့တမအောင်မွေပါမယ်ခုအမြဲတမ်းစားရင်ကြက်ဥ half fry ကြီးပဲစားရတာဆိုတော့စားရတာရိုးသွားလို့ဒီတစ်ခါမှာတော့ကြက်ဥခောက်ကြော်လေးကိုပြောင်းစားပါမယ်ဒါကတော့ကြက်သွန်အနေနဲ့စောစောကတဝက်ကျန်တဲ့ပုံးရီကြီးကိုအင်အားလူတွေအတွက်ပုံးရီကြီးတုပ်လေးတုပ်လိုက်ပါမယ်ရှင်ဒီတိုင်းသိမ်းထားရင်မကောင်းတော့မှာဆိုလို့ဒီလိုမျိုးတုပ်လိုက်တဲ့ခါကျအလေးလေးမဖြစ်တော့ဘူးပေါ့နော်အရသာမုတ်လေးတွေထည့်စားထည့်ပြီးသွားတဲ့ခါမှာတော့ငရုတ်သီးမုတ်လေးထည့်ပါမယ်ပြီးသွားတဲ့ခါမှာတော့စီလေးကိုထည့်ပါမယ်ဆက်ဆက်လေးတုံးမှမို့လို့ငရုတ်သီးလေးနည်းနည်းပိုထည့်ပေးထားပါတယ်အင်ကအမေကအဆက်ကြိုက်တဲ့အခါကျတော့ပေါ့နော်အဆက်လေးကိုနည်းနည်းလေးပိုထည့်ပေးထားတာပါခဲဒါဆိုရင်တော့ပုံးရီကြီးတုပ်လေးရပါပြီပြီးသွားတဲ့ခါမှာတော့ကိုစားဖို့အတွက်လည်းပုံးရီကြီးထမင်းတုံးလေးရပါပြီရှင်ကိုဘာသာဆိုရင်တော့မနက်စာကိုဒီပုံးရီကြီးတုပ်လေးပဲစားမလို့ပေါ့နော်ဒါပေမဲ့အမေကမနက်စာအတွက်မွေးငါဝယ်လာတဲ့အတွက်ကြောင့်မို့လို့မွေးငါနဲ့ပုံးရီကြီးတုပ်နဲ့အတူတူတွဲစားပါမယ်မလိုက်တော့မလိုက်ပါဘူးပေါ့နော်ဒါပေမဲ့အမေကျင်တဲ့အောင်လို့ပါဒါကတော့တနေ့ကလမ်းထဲကဆိုင်မှာဝယ်ထားတဲ့အိမ်ချက်ငနီတူကြောက်ကြော်လေးပေါ့နော်ကိုကအသင့်စားစားစာလေးတွေဆိုရင်လေသဘောကျတယ်လို့တစ်ထုပ်လောက်စမ်းစားကြည့်ချင်တာနဲ့ဝယ်ထားလိုက်တာပါကဲဒါဆိုရင်တော့စစားပါတော့မယ်ပြောဖို့မိနေလို့ဒါကတော့မနက်စာစားပြထားတာဖြစ်ပါတယ်အရင်ဆိုရင်ညနေစာပဲချက်ပြနေကြစားပြနေကြဆိုတော့လေဒီတစ်ခါကတော့ညနေစာမဟုတ်ပါဘူးဒီတစ်ခါမနက်စာအတွက်ပုံရင်ကြီးထမင်းတုပ်လေးစားပြတာပါကိုကပုံမှန်ဆိုရင်တော့မနက်စာကိုထမင်းစားလေးမရှိပါဘူးဒီတစ်ခါမှာတော့ထမင်းစားချင်တာနဲ့မနက်စာကိုပုံရင်ကြီးထမင်းတုပ်လေးစားပြသွားတာပါပုံရင်ကြီးကလည်းအိမ်မှာလူများလက်ဆောင်လာပေးထားတာကြောင့်မို့လို့ပေါ့နော်အသင်းရှိနေတာနဲ့စားပြသွားတာပါမွေးငါးလေးကတော့ကိုရီးယားရက်ကွက်ထဲကအနီမလာရီမွေးငါးဆိုင်ရာဝယ်ထားတာပါသူက3လမ်းရဲ့ဒုတိယဖြတ်လောက်မှာရှိရပေါ့နော်စားလို့လည်းကောင်းပါတယ်ကိုကပုံမှန်ဆိုရင်တော့အဲ့မွေးငါးထမင်းနဲ့စားပြတယ်ပေါ့နော်ဒါလေးကတော့ကိုယ့်ရဲ့အရန်စားလို့ကောင်းတဲ့ပုံရင်ကြီးထမင်းတုပ်လေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးရတဲ့ကျေးဇူးပါစားငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်